ချက်မပြီးရင်အဲ့ဒီဝေးလေးတွေရပြပြအောင်လို့ရှာမယ်မော်ရီပန်းတော့ထားလို့အလုပ်ကိုပြည့်အောင်စက်ကားလို့ပါဟဲ့ရှိကြီးမောင်တေးလေးမရှိကြီးရွှေကြီးလေးနေလေကနဲ့တွေ့ဒီလိုမျိုးဒီရဲ့ဒီကားကောင်းလို့လက်ထပ်ဖို့ရတွေ့ပြောတော့မယ်အခုလိုမျိုးညီမလေးမိသားစုလည်းကျေးဇူးများတင်ပါတယ်ခုရက်မွေးနေ့ပွဲလေးကိုလာရောက်ပြီးတော့တချင်းလေးနဲ့မွေးနေ့လက်ဆောင်လာပြီးတော့အရန်ပဲဝမ်းသာပျော်ရွှင်ပြီးပါပြီကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ချင်းကြီးတစ်ပုံလေးမွေးနေ့လက်ဆောင်တောင်းနေပါလိမ့်ဆိုပြီးပါမယ်